ဘောလီဘောထဲဝေါ်ဒန်ကိုဦးစားပေးပြစ်မှတ်ဖြစ်တတ်မှတ်လိုက်တဲ့ United Manchester United တင်ရဲ့ပြောင်းရွှေ့ဗျူဟာတွေကတော့ဒီတော့အတွင်းမှာအပြောင်းလဲချို့ဖြစ်သွားခဲ့ပါတယ်။ United ကတော့လာမယ့်ဆောင်းရာသီဈေးကွက်နဲ့နွေရာသီဈေးကွက်တွေမှာရေသွေးမြစ်ကွင်းလေလူတွေကိုခေါ်ယူဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ United တင်ကတော့ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့တော့ကလည်း Brighton ကွင်းလေလူဘာလီဘာကိုခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်း Brighton တင်က Cameron ကွင်းလေလူကိုရောင်းချဖို့ဆန္ဒမရှိသေးတာကြောင့်မလို့ပြောင်းရွှေ့ကဖြစ်မြောက်မလာခဲ့ပါဘူး။လက်ရှိမှာတော့ United တင်က Brighton ကွင်းလေလူဘာလီဘာထက် Crystal Palace အသင်းရဲ့ကွင်းလေလူAdam Morgan ကိုပို့ပြီးတော့အကြိုက်တွေ့နေတယ်လို့သတင်းတွေကဖော်ပြနေကြတာဖြစ်ပါတယ်။ဘာလီဘာကတော့ United အသင်းရဲ့ပြောင်းရွှေ့ကိစ္စတွေအသင်းရဲ့အခြေတင်ဖြစ်မှုတွေကြောင့်ဒီအသင်းမှာပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ဘော်ဒန်ကတော့ဒီရဲ့နောက်ပိုင်းမှာ Crystal Palace အသင်းရဲ့ကွင်းလေကိုအဓိကဦးဆောင်နေပြီးတော့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုလည်းပြသထားနိုင်ခဲ့ပါတယ်။ဘော်ဒန်ကစားရင်ကတော့ရိုးရှင်းပြီးတော့ထိရောက်တယ်လို့အင်္ဂလန်သားဖြစ်နေလို့လည်းအားသာချက်တွေကရှိနေတာပါ။ဘော်ဒန်ကိုပဲခေါ်ဘာလီဘာကိုပဲခေါ်လက်ရှိဈေးကွက်ရာ United အသင်းအနေနဲ့ပေါင်တန်100ဝန်းကျင်လောက်အသုံးပြုသွားရမှာဖြစ်ပါတယ်။